これ大丈夫これ大丈夫ダメ第三者が映るから何第三者が映るいや大丈夫通行人が映るから止めてこれ大丈夫止めてこれいいよ大丈夫止めて知らない通行人が映っちゃう違う今日のあなたの喧嘩の当事者じゃない違うでやめなさいなおさんいいよ友達から大丈夫友達でもダメよだから他の通行人が映っちゃうでしょいいよこれもこれもないよ違う他に通る人一般の人知ってる日本の人大丈夫ダメだよダメじゃないよ私ダメだよ友達友達でも知らないよダメよ知らないわかんないなんでできない聞いてる聞いてるえ聞いてる大丈夫大丈夫じゃないじゃあ一応身分証見してありがとういいよ大丈夫ありがとうあなたも同じグループの人そうですあそうなんだそうですね何が欲しいの身分証在留カード誰かじゃないですパスポートあるよありがとうあなたはどこの人ミャンマーミャンマーの人日本長いの日本語上手ね何がいいの何が欲しいお名前とかいやどうしたら何もやってるのめっちゃ名前で欲しいそうそう名前と期限日本にいるねいいよ大丈夫ですကျွန်တော်ဒီနေ့อ่ะဆိုလို့ရှိရင်တော့ဖြိုးမြင့်သိန်းကတော့ကျွန်တော်ရဲ့တရားဝင်เนาะရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမြင့်သိန်းကကိုပြည်သူတွေကိုကိုပြန်တတ်ပါတယ်ဆိုပြီးပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီမှာရှိနေတဲ့ကျွန်တော်လက်ရှိကျွန်တော်ပြည်သူတင်ရောက်ထားတဲ့အစိုးရကိုထောက်ခံတဲ့ကျွန်တော်ရဲ့ပြည်သူလူထုညမလေးတွေနဲ့အခုပြဿနာဖြစ်တာဗောနော်ပြဿနာလာရှာတယ်ပြဿနာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ပြောတယ်လက်တွေချီတွေပါလာပြီးတော့ကျွန်တော်တို့ဘက်ကအပါလဲခံရသေးတယ်အခုရဲစခန်းကိုကျွန်တော်ရောက်လာတာဖြစ်ပါတယ်ရှင်းအုပ်ခုပေါ်မှာပါခင်ဗျာありがとうはい顔も大丈夫ですか大丈夫ですただほらもし通行人の人にやめてって言われたらやめなきゃダメ分かったわかりましたわかりました日本の人とか大丈夫です言われたらそれはやめてはいはいわかりましたはいမလေးဖြစ်တဲ့အကြောင်းအရာလေးကိုပြောပြပေးပါလားဘယ်လိုဖြစ်တယ်ဆိုတာကိုလက်တွေပါပါသေးတာညီမလေးတို့ပြောတယ်အေးရောဆွဲလိုက်တယ်ဗောဆွဲတယ် तू ပြောချင်တာ तू ကဘာပြောရလဲခုနကကျွန်တော်ကြားလိုက်တာကဖြိုးမြင့်သိန်းကကိုလူတွေကိုပြန်တတ်တယ်ဆိုပြီးဦးဖြိုးမြင့်သိန်းကအဲ့လိုဗောနော်ခုကျွန်တော်တို့ကျေးဇူးများတင်တော့မှာအခုဆိုကျွန်တော်တို့ကရှိအခုပေါ်ရက်စကန်မှာကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်ဒီမှာဗောနော်ဒီအပုတ်ချတယ်လက်ရှိသုံးနေတဲ့သူတွေကိုအပုတ်ချတယ်ပုတ်ချပြောဆိုတယ်အဲ့ဒီပေါ်မှာမဟုတ်ဘူးမခံနိုင်လို့ပြောတဲ့အပေါ်မှာမဟုတ်ဘူးဒါကမဟုတ်ဘူးလို့ပြောတဲ့အပေါ်မှာဘယ်လိုပြောလဲဆိုတော့ဂျပန်နိုင်ငံလိုနိုင်ငံမျိုးမှာတော့မှာဗောနော်ဒီကောင်မလေးတွေဗောနော်ဒီကောင်မလေးတွေကို
ဒါစောင့်ဆွဲတဲ့လက်တွေရှိတွေပါတယ်ပါလာပြီးသူကရင်ပါတယ်ပါပြီးတော့မှဟို yes ကိုခေါ်လာတယ်ကျွန်တော်တို့တိတယ်ချက်ချင်းတိတော့ကျွန်တော်တို့အကုန်လုံးရောက်ရှိလာတယ်တောက်တနေ့ကတော့ကျွန်တော်တို့ဒါယိုရီးယားမှာတစ်ခါဖြစ်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ထိုင်းနိုင်ငံမှာကျွန်တော်တို့တစ်ခါဖြစ်ပြီးသွားပြီထိုင်းနိုင်ငံမှာကျွန်တော်တို့တစ်ခါဖြစ်ပြီးသွားပြီဒါအခုကတော့ကျွန်တော်တို့ဂျပန်နိုင်ငံမှာပါဂျပန်နိုင်ငံကဒီအသားတွေကလောက်ထွက်နေတဲ့လောက်ထီလောက်မတွေအတွက်ကျွန်တော်တို့ဒါဖြိုးခွင်းရမယ့်အချိန်ဖြစ်ပါတယ်အခုမြင်နေကြတာတကတော့ကျွန်တော်တို့ပြည်သူ့ဘက်တော်သားပြည်သူအစိုးရကိုလိုလားတဲ့ကျွန်တော်တို့အဖွဲ့ကလူတွေကကျွန်တော်လာပြီးတော့ဒီကောင်မလေးတွေဒီကလေးမလေးကိုကျွန်တော်တို့လာရောက်ဝင်ရနေတာဖြစ်ပါတယ်ဒါကျွန်တော်တို့ကလုံးဝဘာမှမပြောပါဘူးကျွန်တော်တို့လာတာပါအကြောင်းသိချင်လို့ကျွန်တော်တို့လာတာပါကျွန်တော်အနေနဲ့ဘာမှသူ့ကိုလည်းဘာမှဟိုကိုရီးလက်ရောက်လုံးမမဟုတ်တလို့မျိုးဘာမှလည်းကျွန်တော်တို့ဖြစ်မှာမဟုတ်ပါဘူးဘာမှလည်းကျွန်တော်တို့မလုပ်ပါဘူးသူကဒီကလေးတွေနဲ့ပတ်သက်ပြီးဆွဲလာရလာလှုပ်တဲ့အပေါ်မှာပေါ့နော်ရဲစကားကိုခေါ်လာတဲ့အတွက်ကြောင့်မလို့ဒီကျွန်တော်ညီမလေးတွေပေါ်မှာအကာအကွယ်ရှိအောင်လို့ကျွန်တော်တို့လာနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဘာမှသူတို့ပေါ်မှာလုံးမှာမဟုတ်ဘူးအမရဲစကားနဲ့မှရှိပါတယ်အဲ့တယောက်ပါနာမည်ကချစ်စု နာမည်ကချစ်စုရှေးခုပါနဲ့ချစ်စု ရှင်းခုပါပဲနေတာပါတဲ့သူကလည်းဟုတ်ပါတယ်ပြောနေပါပြီဟုတ်ပါတယ်သူကလည်းအရင်ရုပ်တယ်သူကိုယ်တိုင်ရဲစကားကိုခေါ်လာတယ်あ、何もないですか。考えじゃないです。ほら、こんな。爸爸，这台马戏吧。ကဲအခုကျွန်တော်တို့တိုကျိုမှာเนาะဒီလိုမျိုးဒလန်လို့ပြောရမလားဒါဟိုเนาะကျွန်တော်တို့စစ်အာဏာရှင်တွေကိုเนาะအထောက်ပံ့เนาะအဲ့လိုမျိုးဟိုစကလုံးနဲ့เนาะကူညီထောက်ပံ့ပေးနေတဲ့เนาะဒီလိုလိုမလူလားအပ်တဲ့စကလုံးမျိုးတွေသုံးနေတဲ့ဟာတွေကျွန်တော်တို့မလူလားပါဘူးရှုံချပါတယ်အဲ့တော့ဒီလိုမျိုးဟိုမသိနားမလဲတဲ့เนาะဟိုလူငယ်တွေကအဲ့လိုစကလုံးနဲ့အနိုင်ကျင့်အောင်ကျွန်တော်တို့လက်မခံပါဘူးအဲ့တော့ကျွန်တော်တို့ကဒါတွေကိုမရှုံချရင်ဟိုဘယ်လိုပြောမလဲမလုပ်လို့ရှိရင်ဒါတွေကဖြည်းဖြည်းနဲ့ပူဆိုးလာမှာဟိုဂျပန်မှာလည်းဒီလိုမျိုးเนาะအဲ့လိုမျိုးလုပ်နေတဲ့လူတွေရှိပါတယ်တော့ကျွန်တော်တို့ကဒီຢာတွေကိုလုံးဝအမြင့်ပြတ်လုံးဝအမြင့်တက်တော့လုပ်ပြဖို့ကျွန်တော်တို့ကတာဝန်ရှိပါတယ်เนาะအဲ့တော့အခုကျွန်တော်ရောက်နေတာကရှီယိုကူကိုရဲစကန်မှာရောက်နေပါတယ်เนาะကျွန်တော်တို့ဒီနိုင်ဘယ်လိုပြောမလဲမျိုးသားရေးနဲ့ပတ်သက်ပြီးတော့เนาะဘလူလားအပ်တဲ့မသုံးတဲ့စကားလုံးမျိုးအသုံးတွေကိုသုံးလုံးနေပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကရက်တန်းရက်ကိုကျွန်တော်တို့ကတိုက်တွန်းပါမယ်เนาะအခုရဲတွေကိုလည်းကျွန်တော်အားလုံးရှင်းပြထားပါတယ်เนาะဘယ်လိုဖြစ်လာမလဲဆိုတော့ကျွန်တော်ခဏစောင့်ကြည့်ရအောင်လောလောဆယ်ဒီကောင်မလေးတွေပေါ့ဒီကောင်လေးမလေးတွေအပေါ်မှာပေါ့နော်ဒီလိုမျိုးဒီလက်ရှိဒီအာနာယူကိုထောက်ခံပြီးတော့ပေါ့နော်လက်ရှိအမေစုအစိုးရကိုပေါ်တော့မကောင်းပြောလိုက်တဲ့ပုံစံဖြစ်တဲ့အပြင်မှာကိုထီးလက်ရောက်တွေပါပါတယ်လို့ကြားရတယ်အဲ့ပေါ်မှာလည်းကိုကြီးပြောပြပေးပါဦးကိုထီးလက်ရောက်ဆိုတာတော့လောလောဆယ်တော့ဟိုမေးသမျှတော့ဘယ်လိုပြောမလဲအေးကိုစောင့်ဆွဲပြီးတော့အဲ့လိုမျိုးဟိုအသုံးလုံးတွေကိုကျန်းကျန်းတန်းအသုံးလုံးတွေသုံးပြီးတော့ပြောတယ်ဆိုတာကိုကြားရပါတယ်ဟိုလောလောဆယ်တော့ရဲတွေနဲ့ပေါ့နော်အဲ့ဒါရှင်းနေဒီစကလုံးအသုံးလုံးတွေဒီလိုအပြုတ်မှုတွေကိုမလုပ်ဖို့ရဲတွေကတတိပေးမယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့တွေကလည်းဒါမျိုးတွေနောက်မဖြစ်အောင်နော်ဟိုမလုပ်အောင်လို့ကျွန်တော်တို့ကတတိပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဟိုဂျပန်မှာဒါမျိုးတွေဟိုပြောပါမယ်နော်ကျွန်တော်တို့တွေကဟိုလူမိုက်တွေလည်းမဟုတ်ပါဘူးနော်မလိုလားအပ်တဲ့နော်မလိုအပ်တဲ့ဟာတွေကိုမလုပ်ပါနဲ့နော်
ကျွန်တော်တို့တွေကဒီမှာအများကြီးစောင့်ကြည့်နေပါတယ်နော်ဒီလိုမျိုးလူတွေထွက်လာကျွန်တော်တို့ကဟိုတိုက်ပွဲအဆင်ပြေပါတယ်နော်ဒီကိစ္စတော့မှန်ပါနော်အဲ့ဒါကိုတတိပေးခြင်းပါ ဟိုနောက်ထပ်ထွက်လာမဲ့ဒလန်တွေပေါ်မှာဗာပြောချင် ဒ တယ် လန်တွေကိုကျွန်တော်တို့ကဟိုချုံချပါမယ်ချုံချလို့မရရင်ဟိုတိုက်ပွဲဝင်ပါမယ်နော်ဒီလိုမျိုးလုံရက်တွေကိုကျွန်တော်တို့ကလုံးဝအတိမပြုပါဘူး ဟိုပါကျွန်တော်အခုလက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ညီမလေး2ယောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်စစ်ဆိုးရစစ်အာဏာယူစစ်အုပ်စုကိုပေါ့နော်နောက်ွယ်ကနေပြီးတော့စကလုံးတော်နှကောင်ပါနဲ့ဒီလိုမျိုးဖေးပါပေးတယ်ဒါနံပါတ်1တစ်ကြောင်းနံပါတ်2တစ်ကြောင်းစီဘယ်လိုဖြစ်လာလဲဆိုတော့ဒီကလေးတွေအပေါ်မှာသူတို့ကပြောတယ်ဒီကမဖြစ်နိုင်တဲ့စကားတွေပြောတယ်ဒီလိုပြောတဲ့အပေါ်မှာအမေစုကိုပုတ်ချတဲ့စကားမျိုးအမေစုကိုပေါ့နော်တခြားလူတွေနဲ့ရန်တိုက်တဲ့ပုံစံမျိုးစကားတွေပြောလာတဲ့အပေါ်မှာမခံနိုင်လို့ထားပြောတယ်ပြောတဲ့အပေါ်မှာအဲ့ဒီတွေဆွဲတယ်လွဲတယ်သူကိုယ်တိုင်ကလှုပ်တယ်လှုပ်ပြီးတော့မှအခုထပ်ပြီးတော့မလှုပ်လာလဲဆိုတော့အဲ့လိုမျိုးအဲ့ဒီတွေဆွဲလာလဲတာလှုပ်တယ်လှုပ်တဲ့အပြေကိုမှအခုဘာလို့ဖြစ်လာလဲဆိုတော့ဘာမသိညာမသိတဲ့အခုမှရောက်ရှိလာတဲ့ဒီမှာပါနောက်ကရောက်လာတဲ့ညီမလေးရှိပါတယ်ဘယ်တော့ရောက်လာလဲဒီမှာဒီညီမလေးပါရဲတဲ့စကားပြောနေပါတယ်နော်ဘာမသိတဲ့ညီမလေးကိုဆွဲတယ်လွဲတယ်ပြီးတော့သူကရဲစကားကိုခေါ်လာတယ်ဒါမျိုးကျွန်တော်တို့ ငါရှင်းပါ သူကရက်ကြည့်နေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အကုန်လုံးဝင်ရလာတယ်ဒါပဲကျွန်တော်တို့ကြမ်းဖက်ဖို့လည်းမဟုတ်ဘူးသူကျွန်တော်တို့ဘာမှလုံးမလည်းမဟုတ်ဘူးသူမဟုတ်သူသိရင်သူကိုယ်တိုင်တောင်းမယ်ကျွန်တော်ရှင်းမှလည်းတောင်းမယ် ရှင်းအောင်ရှင်းမယ်အဲ့ဒါတမရှင်းလားရအောင်တော့ နောက်ကျွန်တော်ငြိမ်ခံလို့မရပါဘူးနောက်ထပ်ပြောဦးမယ်ဂျပန်မှာရှိနေတဲ့နော်ဂျပန်မှာရှိနေတဲ့စစ်အာဏာယူစစ်အုပ်စုကိုထောက်ခံတဲ့ရောင် အဲ့ဒါဒလန်မနော်ဒလန်မ ထောက်ခံတဲ့ရောင်နော်ဘာလဲရောင်လုံးနေတဲ့သူတွေလည်းသတိထားနော်သတိထားမကြည့်တော့ဥပမာအနေနဲ့ကြည့်ထားဘာလုံးပဲဆိုတော့ကြည့်ထားတောက်လျှောက်မှတ်တမ်းနေထားပါမယ်ကြည်ထားပါဂျပန်မှာရှိနေတဲ့လက်တဆုပ်စာနော်ထပ်တော့ပြအောင်မယ်ဝီလမ်မြန်မာကစီရီယန်အတွက်အလှငွေတွေကိုခံတယ်နော်အလှငွေတွေကိုယူပြီးကိုမျိုးကြီးပြေးသွားတယ်ဆိုတဲ့အပေါ်မှာနော်အပုတ်ချနေတဲ့သူတွေနော်ကိုလည်းမလုံးနိုင်ဘူးလုံးတဲ့သူတွေကိုလည်းနောက်ကိုလည်းထပ်ပြောပြမယ်ကြည်ထားဘ ഹു တဒအနေနဲ့ကြည်ထားနောက်ထပ်ထွက်လာမဲ့ဒလန်တွေလည်းကြည်နေကြည်စားစကားပြောတာဆိုတာစင်ကြီးကိုယ့်အကိုစစ်အုပ်စုစစ်အာဏာယူကိုယ့်အကိုဖင်ပေးပေါင်းနေတာဖင်ခံနေတာကိုယ့်အကိုလောက်ကြကြောပါလေကျွန်တော်ရဲ့ဒီအကောင့်ထဲမှာနော်ပြောနေတယ်ကျွန်တော်ရဲ့ဟိုညီကိုမောင်တော်ကြီးလည်းကျွန်တော်အားနာတယ်နော်ဆိုလဲဆိုကားခံရသေးတယ်ရဲစခန်းကိုလည်းခေါ်လာသေးတယ်ဒါမှမလုပ်ပါနဲ့ဒါမှမလုံးနဲ့မရဘူးဒါမှလုံးလို့ဂျပန်မှာမရဘူးဂျပန်နေမဟုတ်ပဲဘယ်သူမှရမှာမဟုတ်ဘူးတောင်းမှတရားဝင်တောင်းမှကိုလောက်ခဲ့တဲ့ပြင်မှုတစ်ခုကိုကိုတောင်းမှတရားဝင်တောင်းမှဘယ်သူမှမဖိရမပေးဘူးကိုလေးလေးယောက်လည်းဘာမှလုံးမှလည်းမဟုတ်ဘူးအခုကျွန်တော်တို့ဂျပန်မှာရှိတဲ့ဒလန်တွေစာရှင်းနေပြီနော်စာရှင်းနေပြီကြီးတယ်ကြီးစားကြတော့နော်လာအောင်မယ်နောက်ထပ်သူတွေလာအောင်မယ်စစ်အာဏာယူစစ်အုပ်စုကိုထောက်ခံတယ်ဆိုကိုယ့်ကိုပေါ်တယ်ထောက်ခံမပုံမချနဲ့လုံးနေတဲ့သူတွေလည်းပုံမချနဲ့လုံးနေတဲ့သူတွေလည်းပြဿနာမရှာနဲ့ဘယ်သူမှပြဿနာရှာနေတဲ့သူဘယ်သူမှမရှိဘူးကိုယ်ခံယူချက်နဲ့ကိုအားလုံးကတယောက်ချင်းစီရဲ့ခံစားချက်ခံယူချက်ဆိုတာပြည်သူလူထုတရားလုံးမှာခံယူချက်ခံစားချက်အတူတူပဲထပ်တူညီလို့လုံးနေကြတာကျွန်တော်အခုရှင်းဦးကုပေါ်ပါရှင်းဦးကုပေါ်ဘူတာထွက်လာရင်ဘယ်ဘက်ချမ်းမှာရှိတဲ့ရဲစခန်းမှာရှင်းဦးကုပေါ်ဘူတာနဲ့အနည်းဆုံးရဲစခန်းမှာရှိပါတယ်တက္ကရာဂျပန်နိုင်ငံတိုကျိုရဲ့ရှင်းဦးကုပေါ်ဘူတာပါဘူတာဘေးနားကရဲစခန်းမှာပါဒီကလေးမလေးတွေကဘာမသိပါဘူးเนาะအဲ့ဒီစောင့်ဆွဲလုတ်တယ်
ရဲစခန်းကိုခေါ်လာတယ်ဒါကိုကျွန်တော်တို့လုံးဝလက်သင့်မခံနိုင်ပါဘူးကျွန်တော်တို့သိတယ်ချက်ချင်းဖုံးရတယ်ကျွန်တော်ချက်ချင်းရောက်လာပါတယ်နောက်မှလည်းရှိပါတယ်ရဲစခန်းရှိမှလူတွေအရန်အောင်လို့မရလို့ပါနော်ရှင်ဥက္ကုဘရဲစကန်ပါလားရှင်ဥက္ကုဘရဲစကန်မှာရောက်နေပါကိုသန်းတော်လားကိုထွက်အခုဒီမှာအပြောခံရတဲ့ကောင်မလေး2ယောက်နဲ့အခုရဲစကန်နဲ့ဝင်มาတော့ဖြစ်ပါတယ်ရောက်ဆက်ပြရဲစကန်ဝင်တော့မယ်အဲ့တော့ဒီလောက်ခံရတဲ့ကောင်မလေး2ယောက်ကိုအခုဆိုရင်ရဲကမေးနေပါတယ်ရဲကမေးနေပြီသူတို့ဖြစ်စဉ်တွေကိုမေးနေပါပြီကျွန်တော်တို့လည်းထိထိရောက်ကျွန်တော်တို့ရေးယူခိုင်းမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂျပန်မှာရှိတဲ့ဥပဒေဂျပန်ရဲ့ law နဲ့ကျွန်တော်တို့တောင်းမယ်ကိုတာဟုတ်ပါဘူးကျွန်တော်မပြောတာမဟုတ်ဘူးအဲ့ပြောခန်းကိုကျွန်တော်အကြောင်းမရှိလို့ကျွန်တော်ကဒီမှာရှိတဲ့လူကြီးတွေကိုကျွန်တော်မပြောတာမဟုတ်ဘူးကျွန်တော်အခုဖုန်းဆက်မယ်ကျွန်တော်ဖုန်းကအရေးပေါ်ကျွန်တော်လိုက်လွှင့်လို့ပါကျွန်တော်မပြောတာမဟုတ်ပါဘူးဂျပန်မှာရှိတဲ့လူကြီးတွေကိုရှင်းဥက္ကုပေါ်မှာကျွန်တော်ရှင်းဥက္ကုပေါ်ဘူတာကထွက်လိုက်လို့ရှိရင်ဘယ်အချမ်းကိုထွက်လိုက်တာလဲရဲစခန်းမှာရှိပါတယ်ကျွန်တော်ခိုးပန်းမှာဘယ်သူမှကျွန်တော်မှပြောဖို့အချိန်မရလို့ပါကျွန်တော်လည်းဝုန်းတိုင်းဆိုပြီးကျွန်တော်ထားလာတဲ့အချိန်မို့လို့ပါရောက်ချိန်မှာကျွန်တော်ရှိပါတယ်အကုန်ရှိပါတယ်လက်တိုင်းတာကျွန်တော်ဖုန်းမဆက်လိုက်
အခုဒီဘက်မှာရဲ2ယောက်ကနေရဲ1ယောက်ကနေပြီးတော့အဲအမှုခင်းဖြစ်တဲ့လူဒီ2ယောက်ကိုစစ်နေပါတယ် Go. No. So. Xiao vậy thôi con, xiao vậy thôi con. Đây, để sẽ là sơ. Dễ gì nhé. ဒါဖြစ်တာတော့ဒီကောင်မလေး2ယောက်ပါဒီကောင်မလေး2ယောက်ကိုကျွန်တော်တို့အခုမြင်နေရတဲ့ကောင်မလေး2ယောက်ကိုစော်ကားခံရတယ်သူတို့ကဒီအမေစုကိုဒီလိုမျိုးအပုတ်ချတဲ့အပေါ်မှာပြန်ပြောတဲ့အောက်မှာလက်တချီတွေပါလာလို့အခုလိုဖြစ်တာပါဒီ2ယောက်ပါဒီကောင်မလေး2ယောက်ပါ လောက်ကောင်မကိုရအောင်ရိုက်ပေးမယ် လောက်ပေးမယ်ခင်ဗျာအဲ့လောက်ကောင်မလေးရအောင်ရိုက်ပေးပါမှာနော်ကျွန်တော်တို့ဒီဂျပန်မှာရှိတဲ့ဒလန်နဲ့ကျွန်တော်တို့စဖြောက်ပြီးဒီနေ့ကစပြီရောက်လာပါကျွန်တော်ခေါင်းဆောင်တွေရောက်လာပါပြီ အဲ့မပေါ့သူတို့ကဒီတိုင်းပြောတာအကိတ်သားပြောအေးစီသူတို့ကအေးစီပြောတဲ့ဟာကိုအဲ့အမကနော်ထပ်ပြောတယ်တင်းတင်းပြောတဲ့ဒီမှာသူတို့အိတ်တွေကတော့အိတ်တွေပါဒီလိုမျိုးဆွဲလိုက်ရလာတယ်လုပ်တယ်လုပ်နေပြီသူအပြစ်ဖြစ်သွားတဲ့အချိန်လဲကြာလဲကြောက်ဒီကောင်မလေးတို့ဒါလေးတို့ရဲစခန်းလိုက်ခဲ့ဆိုပြီးဒီကောင်မလေးတို့ခေါ်လာတက်ကိုလေးတို့တတ်မှခေါ်လာတဲ့အချိန်မှာကျွန်တော်တို့တွေကအကုန်လုံးသိပြီကျွန်တော်တို့ပုံလိုက်လာဒီမှာရဲစခန်းလည်းဆိုရှင်းခုကိုရဲစခန်းဆိုတော့ဒါသူတို့မျိုးရောက်လာပါကျွန်တော်တို့မှာနော်ကျွန်တော်တို့တော့အန်ကယ်ဦးသားဆွေတို့ရောက်ပြီကျွန်တော်တို့ကိုရိုမီတို့ရောက်ပြီမမ်မီလေးလည်းရောက်လာပါပြီရောက်လာပြီကျွန်တော်တို့ရဲ့ဂျပန်မှာရှိတဲ့အဓိကခေါင်းဆောင်တွေရောက်လာပြီတော့ရိုက်ဆရာမတက်တက်နေချင်းပေးလေးတာတစ်ချက်ပေးမဆိုင်တဲ့သူတွေထဲထဲဝင်ပေးလိုက်နော်အဲ့ဒါရောမတက်တာလည်းပါတယ်တော်ခင်ဗျာဟုတ်မမခဏလေးအဲ့လိုလဲဟိုမဖြစ်နေနဲ့
ရောမမခဏကိုင်းခဏကိုင်းတော့ရောအဲ့ဒါလေးပဲခဏကိုင်းတာပေါ့ မသိဘူးဆိုကြိုင်နေရိုက်လေ မလုံးအောင်အဲ့ဒါမပြောအောင်အဲ့ဒါမပြောအောင် ဒါကိုစုံမလား ကိုစမမပြောအောင်ကိုစမအဲ့ဒါမပြောအောင်ကိုစမမပြောအောင် မယ်တော့တဲ့ရက်တက်နော် နဲ့ကိုစမအဲ့လိုမျိုးမလုပ်အောင်အဲ့လိုမျိုးမလုပ်အောင်အဲ့ဒါဆိုလို့ရှိရင်မမီတို့ပုံရိပ်ထိရိုက်ကတ်သွားလိမ့်မယ်မမီတို့ပုံရိပ်ထိရိုက်သွားမပြောအောင်မပြောအောင် သူကဘယ်ဘက်ကလဲ သူဘက်ကလည်း ဟမ်ကိုစုံသူကဘယ်ဘက်ကလဲအခု ကိုစမမလုံးအောင်ကိုစဘယ်သူဘက်ကလဲလို့ဘာဖြစ်လို့လဲညီမတို့အထက်မှာဆိုင်လို့လဲညီမတို့ဆိုင် ပြင်ထုတ်ခိုင်းတာမှာစစ်ကူလာတဲ့ကိုဖက်ဖက်သွားတယ်ညီမတို့ လာရတယ်မမီတို့တွေအကုန်ရှင်းမယ်နော်တမီနော်ဘာမှမပူနဲ့ ပြောပဲတော့ညီမအဲ့ မမီတို့တွေအကုန်ရှင်းမယ်နော်တမီနော်ဘာမှမပူနေနဲ့နော်ဒီအမျိုးသမီးကိုလည်းမမီသိတယ်အခုပြောတဲ့အမျိုးသမီးကိုလည်းမမီသိတယ်မမီနဲ့လည်းအတူအလုပ်လုပ်ခဲ့ဘူးတယ်ဟုတ်တယ်ဒီအခုဟုတ်ဒူဒူဒီတယ်ဒူရကမှလည်းသိတယ်တမီဆိုင်မပူနဲ့ ပြဿနာဖြစ်တယ်ညီမလေးညောက်ကြအခုပြင်မှာစစ်မင်းနဲ့စက်ပြန်ချပြလို့ရောတဲ့တကယ်မလို့တဲ့ပြင်မောင်းထုတ်တယ်ရဲကပြင်မောင်းထုတ်တယ်မှာပုံကလည်း မဟုတ်ဘူးလေတမီးရဲ့သူတို့ကအရင်လာတိုင်တဲ့အတွက်ကြောင့်မို့သူတို့ကတရားလူပုံစံမျိုးနဲ့သူတို့ကခေါ်တာဒါရဲဥပဒေမိုင်းပြသဘောပေါက်လားဒါမမီတို့ရှိမှဆိုလဲဒီဗမာနိုင်ငံမှာဆိုလဲဒီလိုပဲအရင်တိုင်တဲ့လူကအရင်ဥပဒေသူကဘယ်လိုခေါ်မလဲသူတို့ကတရားလူပုံစံမျိုးနဲ့လုပ်တဲ့အတွက်ကြောင့်မို့လို့ဒီကလူကတရားခံပုံစံမျိုးဖြစ်နေတယ် ဆိုလို့ရှိရင်ခရီးဆိုဒီမှာစကားအခက်အခဲဖြစ်တယ်ဆိုရင်အစမပြေနိုင်ဘူးလေ တမီးဘာမှမသိနဲ့အမှန်တရားကအမှန်တရားဖြစ်လာလိမ့်မယ်လူကြီးတွေရှိတယ် ပြောတာလေ နော် မခေါ်မပြောဘူးလေသူပြောတယ် ဟမ် ဘာလို့ပြောလဲရှင်းနေခေါ်မှာလား ရှင်းနေခေါ်စရာမလိုလေတမီးရဲ့ရှင်းနေမခေါ်စရာမလိုဒါတမီးကဒီမဲ့နားလာနေလား ဟဲ့ဟိုမှာတွေ့လားကိုကရောက်လာတွေ့လား ဘယ်သူရောက်လာတာလဲလို့ သူ့ကြီးမှာဝင်ခွဲရောက်လာ ဟုတ်လို့လား အဲ့ခုနအဖြူနေကစုံမညမလား ဟုတ်တယ်အဲ့ကြောင့် မထွက်ရ ကိုကြီးလိုက်ထဝင်လာမယ်လေ ဒီဆိုးမလဲ မောင်မေမအရင်မေမပတ်တဲ့မောင်ရတဲ့ဒီလေးမှာပြစား ကျွန်တော်အေးဆေးပဲကျွန်တော်နေကြမယ်နော်ကျွန်တော်အေးဆေးသေးပဲအကုန်လုံး အထေတွေကမဟုတ်ဘူးချစ်ဆက်မဟုတ်ဘူးချစ်ဆက်မဟုတ်ဘူးချစ်ဆက်မဟုတ်ဘူးဒုတိယကောင်က ပြောပါဒီညီမလေးနှစ်ယောက်ပါဟိုဒါဆက်မ တော့ကြငါတို့ဗမာလူမျိုးပုံရင်ကြမယ်တော့ကြမဟုတ်ဘယ်နားမှာဘယ်နားမှာတာဘေးလမ်းရှင်းပေးတာတောင်းတော့ဟမ် တော့ကျွန်တော်နောက်ထပ်ဒလန်မတစ်ယောက်ပါထက်ရောက်လာပါတယ်ဟောသူ့ကိုလာခေါ်လာတာမသိဒလန်မတစ်ယောက်ထက်ရောက်လာတယ်သူ့ပေါ်တာဖြစ်မယ်ဟောလားအမီလေးအမီလေးကိုစုံဖို့ခဏထိန်ရဒေါသရန်ထွက်နေတယ် ဒီပြောကစစ်နေတာပါတယ် အားလုံးပေါက်ကွဲနေပါပြီအဲ့ဒါပြောပြတာကျွန်တော်ဥပဒေရဖြစ်ရှင်းမယ်လေကိုကြီးနော်ကျွန်တော်ဥပဒေရဖြစ်ရှင်းမယ်အော်အေးမအခုကြည့်လိုက်မယ်တိုင်းကြည့်မှာ ဒီတတိပေးထားမယ်နော်တော်ပြီနော်အကုန်မရ အားရတိုင်းကြောတိုင်းကြော ကိုလာပြောလေ အေးရတိုင်းကြောကျွန်တော်ပြောကျွန်တော်ခံမယ်ရတယ်ကိစ္စမရှိရ တတိပေးထားတယ်ရေးရတယ်တတိ ဟယ်လိုကိုကြီးဟောကိုကြီးကမတွေ့လို့ကိုကြီးတက်လာတာကျွန်တော်မတွေ့သေးဘူးဟာလားကျွန်တော်အပူပြန်ဖွင့်ရမှာပေါ့โอเคဟောကြည့်လိုက်မယ်ကျွန်တော်
လာဟောဟာရှယ်ပါ ဖယ်ပေးလိုက်လက်ဖယ်ပေး ခဏအဲ့ဒါမှကျွန်တော်က invite လုပ်ရမှာ invite တော့လုပ်ထားတယ်ကိုကြီးလုပ်ထားတယ်ဟဲ့ကျွန်တော် guest request ကိုရောက်အောင်ရပြီ okay ဖွင့်ပါကိုကြီးအဂိုင်းလောကရာလေးကို easy လောလောဆယ်ဖြစ်နေတာဟိုမှာဟိုကောင်မလေးရဲ့2ယောက်ထဲအဲ့နာမှာ1ယောက်ရှိပြီးနည်းနည်းဟိုလေးဖြစ်ပေးဖို့အရေးကြီးတာ ကိုရ အဲ့တော့အချီစုအတဲရူဟီတိုက လာဖယ်ပေးလိုက်ဒီမှာပဲလာဖယ်ပေးပါ မမီလေ ဟိုမှာဟိုကောင်မလေးရဲ့ မမီလေ translate လုပ်တယ်ဟိုကောင်မလေးနော် translate ချက်ထွက်ပေးပါ って言ってんのねやめてって言ってんのこれやめて何をやってってじゃあ邪魔なの通行の邪魔何が邪魔でいいの通行のいいよどうすんの大丈夫こうでいいですかこうでいいですかここ通行してきたらどうすんの邪魔いや全然違うぞこれこの動画はどこからいいですかどこからいや私の名前と欲しいの先に言ったからそんなこと言ってないよ俺はだこの動画はダメですかだからね動画によって集まってきちゃうからあそうで動画で立ち止まってたら他の人もいいと思っちゃうでしょあそうなられると困っちゃうわけよ困っちゃうそう彼自身がこうだからこれをやめてほしいと彼によって立ち止まる人が増えちゃうとそれがきっかけで交通の妨げになるよっていう彼自身が交通の妨げとかそういう話をいやそれは分かってるからこれをやめてほしいいやだから立ち止まるのはやめてほしいんだよねあ立ち止まったら例えばさこうやって歩ってきた人もなんだなんだって来て立ちそれ止まっちゃうそれをこれ道をちょっとこれ言ったからこれ歩いてほしいをダメです結局話し合いのはここで立ってるとかはダメですだから君そうဟုတ်တယ်ကိုပရမဲတယ်ဟုတ်တယ်ကျော်လို့ရဒီဆောင်ရဲရရှုပ်တယ်ဟောလား関係ないっていうかだってもう関係ないっていうかもうだってあそこ俺らも知らないしあそこ二人以外はだっても俺らしょうがないからအဂိုင်းတာတခုတော့ပြောချင်လို့ကောင်မလေးတွေကိုတို့ကစစ်ချက်ယူနေတာတို့လိုချင်တဲ့ပုံစံတိုင်းဆွဲယူသွားမှာဆိုလို့အဲ့တော့ရဲမင်းသားမှာနေပေးစေချင်တယ် မြောင်းအဲ့ရတော့အကြီးကြီးမရှိတာလေးတွေကိုဒုက္ခ ဘာဖြစ်ကြတာလဲဆိုတော့ကျွန်တော်ပြမယ်နော်ဘာဖြစ်ကြတာလဲဆိုတော့နော်ကျွန်တော်မေစုကိစ္စနဲ့ပတ်သက်ပြီးတော့မကောင်းကြောင်းပြောတယ်နော်ဂျပန်တွေကိုလည်းပြောတယ်သူတို့လည်းပြောတယ်ကြာပြီအခုမှပြောတာမဟုတ်ဘူးအဲ့လိုပြောတဲ့ပုံကမပြောဖို့သူတို့တားမြစ်တယ်ဒါပေမဲ့သူတို့ကဒီမှာလမ်းမှာတွေ့တယ်နင်တို့အဲ့လိုကဘာကြောင့်ပြောတာလဲဘာဖြစ်လဲညာဖြစ်လဲဆိုကောင်မလေးကိုဆွဲလာရတာလုပ်တယ်ပြီးတော့ရဲစခန်းကိုသူတို့လာအပ်ပေးတယ်လာခေါ်လာပေးတယ်ဒါလုံးဝလူဘာဝဒလန်မဒီကောင်မဒလန်မနော်ဂျပန်ဒလန်မတွေလည်းကြည်ထားနောက်ထပ်ဒလန်မတွေလည်းကြည်ထားဖမ်းတာဘယ်လိုပြောတာစကမいや私スカマでいいです大丈夫いやスカマでいいですいやスカマではいいと言ってもこれ何までいいいや捕まってもいいと言ったら捕まってもいいいや別に捕まえないけどこれに関して動画云々じゃなくて立ち止まらないでって言ってるのそうそれ私たちじゃないよじゃあ私たちもうこれみんな立ち止まって動画のこれ文句じゃないんですかじゃあ立ち止まらないでじゃあもうちょっと
じゃああなたたちがどかないからずっとここにいる。အများကြီးမဟုတ်ဘူးဟဲ့လားဒီနေ့ကလူအများကြီးမဟုတ်ဘူး တော့နာတယ်လား ဟာထဲထဲမှာဟာလူလူရဲ့ညီမမိုးကောက်ရောက် ဟုတ်လားလူလူရောက် လူလူမရောက် ကိုကြီးအဲ့ပြောလေ この中の人はဆွေးနွေးနေမှာပါရ อืมထိုင်ခဲ့ဟာလာပြီးရတယ်ထိုင်ခဲ့ အဲဒီဆိုဒီကအပြင်တော့ကျွန်တော်ပြောနေတာ ဘာဖြစ်ကြလဲပြော ကြောက်ခါကြတယ်တိုင်းလေးပဲကြတယ်ကင်မရာမအုပ်နဲ့အဲ့ဒါပဲလက်ပိုက်တယ်အဲ့ဘာဖြစ်ကြရလဲဆိုတော့เนาะကျွန်တော်အလုတ်တူလုံနေတယ်เนาะကျွန်တော်မြန်မာလေး2ယောက်ရှိတယ်ကလေးမလေး2ယောက်เนาะအသက်ငယ်လေးပဲရှိသေးတယ်ကလေးမလေး2ယောက်ရှိတယ်เนาะအဲ့ကလေးမလေး2ယောက်ကိုเนาะဒလန်မကဒီလက်ရှိဖြစ်နေတဲ့ဟိုင်းနဲ့ပတ်သက်ပြီးတော့ပြောတယ်ဟယ်လိုကိုဟုတ်ကဲ့ကိုအေးကျွန်တော်အဲ့ဒါမပေါ်တော့ကိုကြီးခဏလေးကျွန်တော်ခွင့်ဟုတ်ကဲ့မပေါ်လာဘူးကိုကြီးဟုတ် approve yeah ရှေ့ကိုသွားပြလိုက်ဟိုးရှေ့ကိုသွားလိုက်တော့ကျွန်တော်ဒီ yes ကန်ရှင်ဒီအများကြီးထားလို့မရပါဘူးသွားပြလိုက်တယ်ဟုတ်တော့ ခက်ခက်ခက်ကိုမျိုးရစကားပြော ဟုတ်မရဘူးတော့ရာပြီးထုတ်ပြီးနေအခုလုပ်တာအခုရှင်းခိုင်းနေရှင်းခိုင်းနေ အဲ့ approve ဆိုအစိမ်းကိုတက်မလား အများကြီးသွားလို့မရတော့ yes ကန်ရှင်းရတယ်ဖဲ့ပေးလိုက်သူဖဲ့ပေးလိုက်ဒီမများအောင်ဖဲ့ပေးလိုက်တော့ yes ကန်ရှင်းပါတယ်မရှိဘူးတက်နေဟုတ်လမ်းကြတော့မှ add ပဲတွေ့ approve တွေ့ okay 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 မျိုးကြီးနေအောင်တော့ခဏလေးကြောက်ချလိုက်မျိုးကြီးကြောက်တော့လိုက်ပြီ 撮影しやめてくださいはい大丈夫ですよ撮影はしないでください
โอเคเนาะ โอเค ဒါဖယ်ပြီးမယ်ကိုလုံး ဟာ request လုပ်တာ approve လုပ်ဖို့ကရှာမတွေ့ဘူး လူ approve လုပ်လို့ကျွန်တော် အေး အဆန့်လုပ်လို့မရဘူးလားကွာ စထားတယ် Facebook က ban ထားလားမသိဘူး Facebook က ban လိုက်တယ်တင်တယ် ဟုတ်တယ်ဆရာ အဲ့ကြောင့်မလို့လုပ်လို့မရဘူး เดี๋ยวก็จะကြည့်လိုက်အောင် You like bro yes yes ခဏရက်လိုက်ခဏရက်လိုက်ခဏရက်ပြီးလားခဏရက်ပြီးလားခဏဒါလေးအကုန်လုံးဖယ်ပြီးနေတာမဟုတ်ဘူးဒီကောင်တွေကမို့သူတို့စီကန်းနဲ့ကြောနေတဲ့အတွက်ကျွန်တော်ကလုပ်ပြီးတော့လုပ်ပြီးဒီဟမ်းပေါ်မှာသူတို့ကလူမရှိသေးဘူးဟုတ်သူတို့ကဟာသူကမြန်မာစီးရစီးရတဲ့စီးရတဲ့စတာမြန်မာချင်းတို့ မသိဘူးလိုက်နေဖြစ်တာလည်းမသိဘူးပြီးတော့တော့ဖုန်းဆက်တာအေးငါခုနဆရာကိုဖုန်းပြီးလာခဲ့တယ်ကြာနေတယ်ကြာတယ်နော် ဟုတ်ငါလည်းပြောချင်တာမရတော့ငါစိတ်ကမရတော့ဘူး ဒီဘုံဘယ်လိုဖြစ်လဲကိုမခံကြလိုက်ကြ ဒီမှာမတော်တော့ အဲရောက်တယ်တမတ်ကလေးရဲ့အလုပ်ထဲမှာလည်းပြောတာကြားတယ်ဘုရားပြောတာကြားတယ်ဟောတယ်မအလုပ်ကအောင်မှာပါပဲ သူရကောင် approve လုပ်ခိုင်းတယ်လုံးလို့ရမခက်ခိုင်းတာ သူ့အကောင့်ကျွန်တော်မှရှိတယ်သူ့အကောင့်လည်းလက် တွေ့ အမဖိတ်ထိုင်ရှင်လိုက်တယ်တော့ဆိုလို့ရှိရင် तू ကတယောက်ကအများကြီး စားလေးရေးလာ ရဲကျွန်တော်ပြောလို့ပါခဏလေးပါတော့တောင်းပန် ပါရေးပြီဟာတခြားလို့ ဂျပန်ဒလန်မိပြီလို့ ခဏလေးပါကျွန်တော်တောင်းပန်ပါတယ်ဗျာ ထောက်ချောက်ကိုင်း ပြီးတော့ကြားမှာရှင်းပေးနိုင်တယ် ဒီနားမှာတစ်ချက်လောက်စုမပေးဘူးတောင်းပန်ဒီနားမှာတစ်ချက်လောက် တခြားလူတွေခေါ်သွားလိုက် ဒီနားမှာတစ်ချက်လောက်စုမပေးဘူး အဲ့ဒီအဲ့ဒီ ဒီအောင် yes ကန်တယ်ချီတယ်တကလေးကိုနိုင်ကျင့်တာကွာကြည့်အောင်မရိုင်းတာဒလန်မ မနေတော့တွေးလိုက်လို့မတက်စီနဲ့ပြန်လာရင်လည်းဆင်းလိုက် ဘာဖြစ်လို့လဲဆိုတော့ဟိုမှာအထင်းထဲမှာရှိတဲ့ကောင်မလေး2ယောက်ကိုဟိုတော့သူကဒီဘက်ကဒလန်ပုံစံဝင်တဲ့စကားတွေပြောတယ်ဂျပန်စံတွေကိုလည်းလိုက်ပြောတယ်မပြောပါနဲ့အမရဲ့ဘာညာပြောအဲ့ဒါပြဿနာဖြစ်တာကြာနေပြီဖြစ်တာတော့မဟုတ်ဘူးတော့ပြောတယ်သူတို့လည်းနည်းနည်းဟိုသူကအစောကြီးတုန်းနဲ့ဒလန်မအဲ့ဒီဟာကိုသူတို့ဒီနေ့ချင်းကမှတွေ့လဲတွေ့ရောသူတို့ဆွဲလာရဲလာနဲ့အိမ်ဒီမှာစောက်ဆွဲပြီးသူကလှုပ်ချင်တာလှုပ်လဲပြီးတော့သူ yes ကောင်ကိုခေါ်လာတာဒီကောင်မလေးတွေလည်းဘာမှတိတယ်ကောင်မလေးတွေမဟုတ်ဘူးသိရမလား နှစ်ယောက်ကကိုငါတကယ်ချင်းနဲ့ကလည်းပြန်လာမင်းတို့အဆိုးဆိုတွေးလိုက်တော့ဘာဖြစ်တာလဲမသိဘူးလို့ဆိုသိချလိုက်မမိမိလေးတွေးလိုက်တာအဲ့ဒီခရမ်းရအောင်တွေးလိုက် ဘယ်လိုဖြစ်လဲဆိုတော့မှသူအရင်ခါထဲမှာပြန်ထွက်လို့မရတော့ဘူး
ရဲထုတ်မပေးဘူးသူထုတ်မပေးတောင်းမှဆိုလဲသူတောင်းမှပေးမှပုံလည်းမရှိဘူးခုဒီကျွန်တော်ရှေးနေတော့မရှိပါသေးတယ်ခင်ဗျာသူလောက်တဲ့ပုံစံဟိုဒါကျွန်တော်တို့ဒီမှာကျွန်တော်ရှိတဲ့ပေါ်တော့တိုင်းရင်းသားပြည်သူလူထုတရားလုံးပြည်တော်စုမြန်မာနိုင်ငံသားတရားလုံးကတောင်းမှန်တော့လိုချင်တယ်မာရီအင်အားလာပြတယ်အဲ့လိုမျိုးလူမျိုးကိုကျွန်တော်တို့မှတ်သားလောက်နော်နောက်အဲ့လိုမျိုးလူတွေမပေါ်လာအောင်မပြောရဲအောင်မှန်တဲ့ဘက်မှာရက်ကြည့်နေအောင်မမှန်တဲ့ဘက်ကရက်ကြည့်တဲ့ဒါသူဆန္ဒဒါပေမဲ့တရားနဲ့တရားမခံကြအောင်မပြောရဘူးဒါကျွန်တော်လွတ်လပ်ခွင့်ရှိတဲ့ဒီတိုင်းမှာဒါပေမဲ့ဒီလိုမျိုးပြဿနာဖြစ်တာတော့မလို့ဘူးအဲ့ကြောင့်ဒါပေမဲ့အမှန်တရားဘက်ကရက်ကြည့်ခြင်းလို့လာအားပေးတာဒါပဲ Hello ko. Ha. မမီလိုနေဆုံးဆွဲရိုက်ပြပါမမီလိုနေဆုံးဆွဲရိုက်ပါအစီကောင်းနေကျွန်တော်လွင့်ပေးတာလေတော့ထပ်တော့မတွန်းတော့ထားတယ်မပြောတော့ဘူးမင်းနဲ့တော့ပြောဆုံးဆွဲရိုက်လွင့်ပြောတာကြည့်တန်လိုက်ဒါကျွန်တော်ဂျပန်နိုင်ငံမှာရှိတဲ့နိုင်ငံရေးခေါင်းဆောင်တွေပါဒါကျွန်တော်အကဲဦးတန်းဆွေလို့ရှိမယ်နော်လောလောဆယ်ကိုမျိုးကြီးကတော့လောလောဆယ်လာနေပါပြီရောက်မလာသေးပါဘူးကိုမျိုးကြီးကတော့လာနေပါပြီလမ်းမှာမရှိပါသေးတယ်နည်းနည်းသူ့နေရာနဲ့ဝေးနေလို့ပါကျွန်တော်လက်ပါကြမှာမဟုတ်ပါဘူးလက်မပါပါဘူးကျွန်တော်အေးဆေးဆေးကျွန်တော်ဖြည့်ရှင်းပါပါミャンマーの方ですそうですミャンマーの方ですかこちらの方もこんばんははいこんばんははいミャンマーの方ですかすみませんが撮影だけお願いすみません止めていただいてもいいですかいいじゃないですいいじゃないですこれ撮影止めることはできないですかコリの一番はいこれはちょっとスチさんの一番気持ちだこれ気持ちですねでも先ほどお約束いたしましたよね約束聞いてますか約束の意味あちらの中の方ちょっと日本語わかりませんからごめんなさいあちらの中の方お二人わかりません2人の方とあちらの中にいる方が話すからね話しますからわかりません日本語わかんないじゃあ止めてくださいで止めてくださいは何ですかカメラ止めてくださいそれは皆さんお願いしてやってませんあなたたちだけですやってるのは止めてくださいよろしいですかわかりますかはいよろしいです止めてくださいいいよ分かってるお願いします止めてください大丈夫ですよ止めてくださいမတို့တော့ပဲလိုက်ဘုတ်ကိုသွားတယ်ဟုတ်တယ်လေအညီမရဲကဒီလိုပြပေးလိုက်အဲ့ဒါရဲက line မလွှင့်ပါနဲ့တဲ့ဒီရဲကကျွန်တော်တို့ line လွှင့်နေလို့ line မလွှင့်ပါနဲ့လို့ပြောလို့ပါခင်ဗျဟုတ်တယ်အဆောက်ဖွဲ့ရွေးရတယ်ပါရွေးရတယ်ဘိုးမစက်တီတော့ပြောနေပြောချင်ပိတ်လိုက်ပါတယ်မပိတ်နိုင်ဘူးလေကျွန်တော်ဒီလောက်အခြေအနေတွေကို ဟယ်လိုကို တော့ချင်းတွေကိုလူစုလာမှာဆိုလို့သူတို့ကပြောတဲ့နေရာတခုရှိတယ်တဲ့ဒါပဲကျန်တာဘာမှမယူโอเคဟုတ်ကဲ့ဟုတ်ဘာမှမယူရဲဖုန်းပေးလိုက်တဲ့ပြောချင်တာဟမ်ဘယ်သူကတော့အမသူတို့လာရောက်နေပြီလေရဲကိုဖုန်းပေးလိုက်တဲ့ဖုန်းလိုက်ဆိုရင်လည်းမပြောနဲ့အားလုံးကပြောလို့ရတယ်အကုန်လုံးဒီမှာပြောလို့ရတယ်ဒီကိစ္စလေးခဏလေးကိုမျိုးကြီးနဲ့တစ်ချက်ပြောအကိုခဏနေဦးသူတို့က line နေနေတယ်ဦးသက်စီတို့လည်းရောက်နေတယ်အကုန်လုံးပြောနေတစ်ချက်တော့ပြောအားလုံးရှင်းနေတယ်ဒီမှာအားလုံးရှင်းနေခဏ
ဟုတ်ကဲ့ကျွန်တော်ပြောနေကိုဟုတ်ကဲ့ဟုတ် ကျွန်တော်အဲ့ဒါကို โอเคကိုဟုတ် ဘဆုံး あすいませんちょっと私のリーダーが今話していいですかできません申し訳ない何ができません今カメラわかりましたちゃんと話してください何を話すんですかこれ私のリーダーでリーダーと何を話すんですかいいよ話しません話すことはできません လာလဲတစ်ချက်လောက်ပိတ်ရင်ရပြီလေဟုတ်ကဲ့ဟိုဖက်ကနေချက်မယ်နော်ခဏလေးနော်တောင်းပန်ပါရကျွန်တော်ရဲတွေကိုအမျိုးမျိုးနဲ့ဖြုတ်ချမယ်ကျွန်တော်လည်းရှစ်ဆက်လောက်ရမယ်ဟာရှိလို့အဲကြောင့်တို့နဲ့အငင်းအခုံမလောက်ချင်ဘူးခဏတောင်းပန်လို့ရပြီငါတို့အကြီးတော်ပုံကိုအောင်ရမယ်အော် sorry ခဏကျွန်တော်အကြီးတော်ပုံနာရမည်အောင်ရမည်အကြီးတော်ပုံအောင်ရမည်ရှင်တို့ခုဘူးမှာဖြစ်နေရဟာဖြစ်ပါတယ်ဟိုဖက်မှာလည်းအလှအခမ်းဖြစ်နေတာကျွန်တော်မြန်မာလူမျိုးတွေကငီတယ်တို့ပြည်သူတွေကငီတယ်ဟိုမှာလည်းအငင်းအခုံလောက်နေတယ်ဟိုမှာကျွန်တော်မြန်မာနိုင်ငံအတွက်အဓိကလောက်ဆောင်ခြင်းဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံအတွက်ကျွန်တော်စူးလို့မဟုတ်ပါဘူးကျွန်တော်အရေးတော်ပုံကိုအောင်ရမည်ရှင်အိုခုဘူးမှာရှင်အိုခုဘူးကိုဘန် yes kan နည်းနည်းနောက်ဆောက်မယ်နော်ကျွန်တော်နည်းနည်းနောက်ဆောက်မယ် သူတို့ကနေတာဟောရေးရတော့ရေးရတော့ပြန်တော့ပြောတာသူတို့မတက်ရတယ်ဒီမှာဒါမင်းမတော့ပြောလို့လူများနေတော့လူစုခွိတ်လိုက်ပေါ့ချက်ကြည့်ပေးထားအောင်တော့ဆောက်နောက်ဆက်တွဲလုံးမဲ့ဟာများကြည့်ရှိလို့ဟုတ်ကဲ့ညအပြင်ကလည်းတစ်ခုပြင်ဘယ်နားမှာလဲဆိုတော့ကျွန်တော်တို့ရှင်းကုဖို့ဘူတာဘေးနားကရှင်းကုဖို့ရှင်းကုဖို့ဘူတာဘေးနားကเนาะကျွန်တော်တို့ရက်စကမှာရှင်းကုဖို့ဘူတာထွက်လာရင်ဘယ်ပဲချမ်းမှာပါအကကြီးဒီရဲတွေမကြိုက်နဲ့အခုထွေးထွေးရဲဟယ်လိုဟုတ်ကဲ့hello hello okay okay တွေ့ကြည့်ပါဟုတ်ကဲ့ဟုတ်ကဲ့
ပါပါမယ်ပါ ပေါင်းပါဘူး တင်ပါလေမောင်ဒီလိုပဲဒီမှာလောက်ကောင်းတယ် ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ကလေးနိုင်မှာကိုရန်တော့ရန်တော့ပြီးတော့ yes ကမှတော့ရင်ပတ်တိုင်သူ yes ကလည်းကို yes ကကျင်းတော့အထက်မှာတိုင်မရပါဘူးဟုတ်ကဲ့ဒီနေ့ရောက်တော့ကျွန်တော်မရောက် ဟုတ်ကဲ့အားဝင်ဘယ်လိုတည်ရ 看看设计的。问了。啊？ဝမ်းပဲရှိတယ် 问了。问了。没问到。ကိုင်းထားဝင်ဒီဘက်ရိုက်ကိုင်းထားပြန်လာတော့ရှေ့ကတော့ရှူလာ 对吧？Hello。ခုတည်းတော့တိတ်မပြီးသေးရစကန်ထဲမှာပဲရှိသေးတယ်လာခဲ့ကောင်းတော့လာခဲ့ကောင်းတော့ဟိုရှင်းခုဘူတာရရင်ရပြီတွေ့တယ်အေးနည်းနည်းကြောက်မှထင်တယ်ကြောက်ပြန်ဆက်လာတာ
ဒါကြောင့်ဖြစ်တဲ့ညီမလေးတွေပါโอเคမတိမတာလွှင့်ပါတယ်မတိမတာလွှင့်နေဆိုရင်ကျွန်တော်တို့ကသတိထားမိနေလို့đâu rồi tí còn cháu người gì không phải cháu nữa
လမ်းလေးနည်းနည်းဖယ်ပြီးမှ အဲ့ဒါဖယ်လိုက်တိတ်ခဏကြိုင်တာပဲကျွန်တော်တောက်စကားပြောလိုက်မယ်လေခဏကြိုင်တာ လမ်းလေးနည်းနည်းဖယ်ပြီးမှဘယ်လမ်းလေးနည်းနည်းဖယ်ခိုင်းနော်တော့ပါတော့ တိုင်တဲ့လူတို့ရဲ့စကားကိုငါတို့ပြီးတော့ဒီကအတိုင်ခန့်ဒီမလေးနေရောစကားနောက်ပြီး ဟုတ်စကားပြောတဲ့ဆိုတဲ့လူ2ယောက်3ယောက်လောက်ပဲအဆင်ပြေတယ်ကျန်တဲ့လူကလမ်းဖယ်ပြီးမှဒီတော့အောင်တော့လည်းအဆင်မပြေပါတဲ့လူကနာပဲဖတ်တင်တယ်သူတို့လည်းစိတ်နောက်ချက်ဖြစ်တယ်စကားပြောတဲ့ဆိုတဲ့2ယောက်လောက်3ယောက်လောက်ပဲဒီကခေါင်းဆောင်တွေပဲအဆင်ပြေတယ်ဘာဖြစ်တယ်ဆိုတော့လက်သိမ့်မလုံးနဲ့ငါလက်နာနေလေးပတ်နာဖြစ် ဟိုလူကြီးရှင်လူကြီးတွေပဲထားလိုက်လေဟေးဘယ်ရဟေးဘယ်ရဘယ်ရတယ်မင်းအဲ့ဘယ်ရလဲတော့ဒီမှာနေရလေကိုရှင်းဖို့ပါလေငါလည်းကျွန်တော်ဟိုနာမှာတော့ဘယ်လိုပဲရှင်းပါလဲမင်းကဟိုနေရကိုရတောင်းပါဟုတ်ကဲ့ထိုင်တော့ထိုင်တယ်လေမတ်ဒီမဆောဒီမဆောပေါ်ထောင်းနေလို့လေပေါ်ထောင်းလာကြတယ်တေးဟောတယ်လို့ဒီတော့မင်းမပုံလို့တယ်ဟုတ်ကဲ့ငါဖုံကျွန်တော်အကုန်လုံးဟိုဘက်ကတဆူလိုက်ခေါ်သွားလိုက်ဘာလို့လဲဆိုတော့ကျွန်တော်အကုန်လုံးအမားတို့အကုန်လုံးကျွန်တော်ဖြစ်တယ်ဟိုရဟိုဘက်ဟိုဘက်ကဲအားလုံးဟိုဘက်မျက်နှာချင်းဆိုင်ဘက်ကိုကျွန်တော်သွားမယ်နော်အားလုံးပဲကျွန်တော်လူမျိုးတွေအကုန်လုံးဟိုဘက်မျက်နှာချင်းဆိုင်ကိုသွားမယ်ကျွန်တော်လိုရသလိုသွားမယ်ဒီဘက်ချက်မှာသူကဒါပဲဒီအောင်ကလည်းညှို့နေနေပြုံးတာဆိုတဲ့အခါကျတော့လေဟိုဘက်တောင်ဟိုဘက်ချမ်းပါမယ်နေခိုင်းမယ်နော်ပြီးရင်ကျွန်တော်လိုရသလိုလုံးလို့ရအောင်すいません。帰れほら。はい、わかりました。すいません。帰れほら。
なはい帰れほら帰れほらまあそれ取ったらお前帰ろうか帰ろうかお前それ取ったら立ってるお金がお前すいませんでしたじゃ帰れここでまた別の問題迷惑かけんなよお前なんでお前さん何を文句言ってんだよお前それやめだもんそれやめだもんဒီကောင်အဲ့ဖေခုနကတော့လေလိုက်လွင့်နေလူပြဿနာလိုက်ရှာတယ်အဲ့ကောင်တော့မကန်နဲ့ လက်ကောအိမ်ပြောပါလက်ကော哎呦，没好看了干，看哪里干？干一下嘛，看哪里干？干哪干？ကိုကြီးလာခဲ့နေတော့ဖြစ်နေပြီးတော့မှဆိုတယ်သူကရက်များနေပြီလာလဲလာခဲ့ပါဗျာဒီဘောပါပဲဒီကလည်းလူရက်တဖြည်းဖြည်းများလာတော့ဘယ်ဘောမှလိုက်လို့မဖြစ်ဘူးဆိုတော့ဝီးရတယ်ဦးနေနေတယ်ပြန်ခိုင်းနေပြန်ရတော့မလို့ပုံဆောက်ဖို့ဒီကဆမ်းမတော်ကူးမယ်ကျွန်တော်ဒီဘက်မှာမနေဘူးကိုတို့ကျွန်တော်တောင်းမယ်ကိုတို့မှာကိုတို့ကျွန်တော်တောင်းမယ်ကျွန်တော်ဆမ်းတော်ကူးတော့ဆမ်းတော်ဆောက်အဲ့ရှင်းနေပါလေကွာဆောက်တဲ့ရလာအဲ့ဒီဆောက်ကိုငါရလည်းပိတ်နေတယ်ပိတ်ရဲအဲ့တော့ငါလေလို့ငါပြီးတယ်ငါတို့လည်းကူးမယ်နော်ဟုတ်ချမ်းကူးကြမယ်လားအခုကျွန်တော်တို့ကကူးမယ်လားအကုန်လုံးကူးကြမယ်လားဟိုဘက်ချမ်းနော်ကူးပါဟေးတို့ခဏနေမိဘရဲ့ပြေကိုမိဘရဲ့ပြေကိုခဏနေအဲ့တော့ Wi-Fi လာညီ帰ってどうもだから解散そうじゃない帰ってくださいお願いします帰ってお願いします帰ってくださいသူ့ဘေးနာညာဘက်ကစက်ကမင်းနဲ့တွားရဲ့စက်ကမင်းနဲ့တွားရဲ့အဲ့ဒီပေါ့အစိမ်းပေါ်မှာတွားရဲ့အနီးကအခုဆိုကျွန်တော်တို့အကယ်ကြီးခြေသေးစကားပြောနေရပါတယ်ရဲရင်းနဲ့အကယ်ဦးတန်းဆိုခြေသေးစကားတွေပြောနေရပါတယ်
ကျွန်တော်ဘာဖြစ်တာလဲဆိုတော့ကျွန်တော်ဒီကလေးမလေး2ယောက်ကိုပေါ့နော်ကျွန်တော်လက်ရှိပြည်သူတင်ပြထားတဲ့ပြည်သူအစိုးရကိုထောက်ခံတဲ့ပြည်သူအစိုးရကိုထောက်ခံတဲ့ကောင်မလေး2ယောက်ကိုဒလန်မကနေပြီးတော့မှဒီဘက်မှာတော့ခဏကိုင်多呀你。你打开看看，怎么？ Hello. Hello.ထွက်လာရင် အခုကျွန်တော်တို့ထွက်လာပါပြီနော်ဒလန်မကရဲစခန်းထဲမှာပဲရှိပါသေးတယ်နော်ထွက်မလာသေးပါဘူးဟိုကသူနဲ့ထိတ်တိုက်ရှင်းဖို့သူလှုပ်တဲ့လုံရက်တွေကိုကျွန်တော်တို့နှစ်ဦးထိတ်တိုက်ရှင်းဖို့အတွက်ကိုသူအဲ့လိုပြောလာဘသူအဲ့လိုပြောလာဆိုတော့ကျွန်တော်တို့ပြောဖို့အတွက်ကိုစောင့်နေတာပါအခုကတော့လူကျွန်တော်တို့လူအင်အားအများများလာပါတယ်ကျွန်တော်တို့နော်မှာနော်မှာလူအင်အားအများများလာပါပြီဟိုဘက်ဒီမှာလည်းရှိပါတယ်ရန်ကိုများလာပါပြီများလာတဲ့အတွက်ကြောင့်မလို့မှာလူရှင်ကိုင်းတွေပါတယ်ထုတ်မပေးပါဘူးနော်ဒီချိန်ကြီးကျွန်တော်တို့ထုတ်မပေးသေးဘူးလောဆယ်ကျွန်တော်တို့လာဝိုင်းရတဲ့ပြည်သူတွေပဲရှိပါသေးတယ်ခင်ဗျာသူတို့ကဒီထွက်ရေဦးဒီသူတို့လောက်ထားတာမှားနေတော့သူတို့ကြောက်နေပြီလေသူတို့ကလည်းလက်နဲ့အရင်လုံသေးတယ်ထိုးလိုက်ရင်သေသွားကျွန်တော်ရဲနဲ့စကားပြောနေတဲ့အချိန်တွေပဲရှိပါသေးတယ်ဒလန်မကကျွန်တော်တို့ဒီမှာရှိနေတယ်အလုံးလုံးနေတယ်အလုံးတူတူလုံးနေတဲ့ကောင်မလေးနှစ်ယောက်ကိုအနိုင်ကျင့်တယ်ဆွဲလာရလာလှုပ်တယ်ပြီးတော့ तू ကမားတယ် तू မားပြီးတော့ကလေးမလေးဘာမသိညာမသိတဲ့ကလေးမလေးနှစ်ယောက်ကိုရဲစခန်းကိုလာတိုင်တယ်နော်သူတို့ကဘာဖြစ်မှန်းမသိဘူးသူတို့ဘာလုပ်ကမှမသိတဲ့အတွက်ကြောင့်မလို့ဟိုဒလန်မကထဲထဲမထွက်လာသေးဘူးကျွန်တော်စောင့်ကြည့်နေအောင်မယ်ဘလို့ပြန်ဖြစ်ရှင်းချက်ပေးမယ်ဆိုတော့ကျွန်တော်စောင့်ကြည့်နေမယ်ကျွန်တော်ဂျပန်နိုင်ငံမှာပါအလုံးတူတူလုံးနေပါတယ်เนาะကျွန်တော်တို့ရဲ့ဒီညီမလေးနှစ်ယောက်ကိုဒီဒလန်မကအမေစုကိုပုံချတယ်လက်ရှိအာနာယူစေအုပ်စုကိုထောက်ခံတယ်ပြီးတော့ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့တကွာပေါ့เนาะဌာနပြနေတဲ့သူတွေကမတရားမဟုတ်မမှန်နဲ့
အာနာယူစေအုပ်စုကိုကျွန်တော်တို့ကကန့်ကွက်ရှုံချနေတယ်ဆိုပြီးပြောတယ်ဒီလိုမျိုးဟာတွေရတန်းကရက်ဖို့အမားအဲ့လိုမပြောပါနဲ့လို့ပြောတယ်ဂျပန်တွေကိုလည်းသူကလိုက်ပြောတယ်ဒလန်မာကပြောတယ်ဒါကြောင့်မလို့ဒီမှာပြန်တွေ့တဲ့အချိန်မှာအင်းတို့ကဘာလဲငါဘာလဲဆိုပြီးတော့အနိုင်ကျင့်တယ်ဆွဲလာရလာလုပ်တယ်ဟိုဒလန်မာကလက်ရှိလောလောဆယ်စခန်းထဲမှာပဲရှိပါသေးတယ်ရဲရတွေလည်းအရင်များလာပါပြီကျွန်တော်တိုကျိုရဲ့ရှင်းဦးခုပေါ်ဘူတာမှာရှိတဲ့ဘယ်ဘက်ချမ်းကထွက်လာရင်ဘေးနားမှာရှိတဲ့ရဲစခန်းမှာဖြစ်ပါတယ်နောက်တော့ဂျပန်မှာရှိနေတဲ့နောက်ထပ်ဒလန်မတွေရောဒလန်ထီးတွေရောကြည့်ထားတော့စောက်ကြောမတည်းစောက်ကြောမပြောင်းတဲ့စောက်ကြောတည်းစောက်ကြောဆွဲနေပြင်မှာကျွန်တော်မနေ့ကတနေ့ရဆိုလို့ရှိရင်လည်းကျွန်တော်ရိုးရမှာပေါ့နော်ကျွန်တော်ဒလန်တယောက်ကိုတုတ်တင်ပြီးတော့ပါပြီဂျပန်နိုင်ငံမှာလည်းဒါမှမဟုတ်ဒလန်တွေရှိပါတယ် online ဒလန်တွေရှိတယ် online မှာကျွန်တော်တို့ဟိုရေးဒီရေးနေကြတဲ့နော်စာရေးဆရာရောင် blogger ရောင်နဲ့ဒလန်ထီးတွေဒလန်မားတွေလည်းကြည်ထားပါပြည်သူလူထုတရားလုံးအသက်တွေရောသွေးတွေရောချွေးတွေရောကျွန်တော်တို့ပေးခဲ့ရပြီပေးနေရပြီနော်ကျွန်တော်တွေကတယောက်ချင်းတည်းရဲ့ရင်ထဲမှာခံစားချက်အပြည့်ရှိတယ်ဒီလိုမျိုးဒလန်ကြကြနဲ့လာပြီးတော့ဆရာနာယူစေအုပ်စုထောက်ကန်တဲ့ပုံစံတော့လာမလုံးနဲ့ခဏကြင်ရောကပုံပြောဟယ်လိုဟုတ်မျိုးမြင့်စိတ်ရှိတာ必要以上にいると音がこじれちゃうからほら。ဟုတ်ပြီဟုတ်မိုဒီကိုဒီမိုသူတို့အပြင်မထိုင်တော့ပို့မှာပဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တော့လေဟုတ်သူလို့စေတော့အဲ့ကလေးညောင်းနေပို့တာယူရစမတ်Okay. Okay. အခုပဲချမ်းသွားနေချမ်းသွားပြီလူလိုက်ရိုက်ခိုင်းတယ်ငါတို့ကသူခိုင်းတာကလုံလိုက်ဟာကုန်းတော့မထင်ဘူးထင်တယ်
မရှိတော့ကုန်တော့မယ်လက်ရက်တော့မရဘူးတော့မရ ဝင်တော့ ဝင်တော့တော့မရှိတော့ တော့မရှိဟောမှမရှိပေါ်မှာပါလားငါဖုန်းမပါဘူးအားကုန်တော့မထစ်နေမပါဘူးဟမ်ဖုန်းပါဖုန်းလည်း ထွက်တော့ပြီ